ဒီအမျိုးသမီးနှစ်ယောက်ရဲ့ဆမင်းတွေကတခုတည်းဖြစ်အောင်ကြက်ဆံမီကြက်ထားတဲ့ပုံစံနဲ့တစ်ဆက်တည်းဖြစ်နေပါတယ်။အေးရဘော်ကဆမင်းအမဲနဲ့အမျိုးသမီးကနိုးလာတဲ့အခါသူ့ရဲ့မျက်နှာမှာဝက်ချံတွေအများကြီးထွက်နေတာကိုအမျိုးသားကတွေ့သွားပြီးရွှင်ရှာတဲ့ပုံစံနဲ့လက်ညှိုးထိုးပြနေပါတယ်။ဒီအမျိုးသမီးကစိတ်တိုသွားပြီးသူ့ရဲ့ကြက်ဆံမီကိုကြိုက်လိုက်ပါတယ်။အဲ့ဒီနောက်မှာတော့ထူးဆန်းတဲ့မောပညာတစ်ခုလိုမျိုးသူ့ညနာကဝက်ချံတွေကကြက်ဆံမီကတဆင့်အတီအမာရှိနေတဲ့ရွှေအိုးရောင်ဆမ်းပင်နဲ့အမျိုးသမီးစီကိုကူးဆက်သွားပါတော့တယ်။ရွှေအိုးရောင်ဆမ်းပင်နဲ့အမျိုးသမီးလေးဟာသူ့မျက်နှာမှာဝက်ချံလေးဖြစ်သွားတာကိုသိလိုက်ရတဲ့အခါအယမ်းကိုထိတ်လန့်သွားပြီးငိုချင်းသလိုဖြစ်သွားတာပါ။ဒါတင်မကသေးကဟုတ်အဲ့ရဘော်ကအမျိုးသမီးကသူ့ရဲ့ခြေထောက်တွေကဖောင်းကြွနေပြီးခြေသေးတွေကလည်းရုပ်ဆိုးဆိုးနဲ့ရှည်ထွက်နေတာကိုတွေ့လိုက်ရပြန်ပါတယ်။အမျိုးသားကဒါကိုမြင်တော့ပါဆက်ပိတ်ပြီးအော့အန်ချင်းသလိုဖြစ်သွားတာပါ။အဲ့ဒီအမျိုးသမီးကသူ့ခြေထောက်တွေကိုပွက်တက်လိုက်တဲ့အခါအဲ့ဒီရုပ်ဆိုးတဲ့အရာတွေအားလုံးကကြစ်ဆန်မီကတဆင်အပြင်ကအမျိုးသမီးလေးစီကိုထပ်ပြီးရောက်သွားပြန်ပါတယ်။အခုဆိုရင်အဲ့ရဘော်ကအမျိုးသမီးကတော့ပြန်ပြီးလှပသွားပြီးမြင်အပြင်ကအမျိုးသမီးလေးမှာတော့ဝက်ချံတွေရောဖုံးကြွနေတဲ့ခြေထောက်တွေရောရှည်ကြတဲ့ခြေသေးတွေပါဖြစ်သွားရှာတာပါ။အဲ့ရဘော်ကအမျိုးသမီးကသူ့ရဲ့လှပသွားတဲ့ခြေထောက်တွေကိုကြည့်ပြီးဂျင်းနဲ့နေသလိုအမျိုးသားကလည်းသူ့ကိုပြန်ပြီးသဘောကျသွားတာပါ။အပြင်ကအမျိုးသမီးလေးဟာဒေါသထွက်ပြီးကက်ကြီးတလက်နဲ့သူတို့နှစ်ယောက်ကိုချီနှောင်းထားတဲ့ကြစ်ဆံမီးကိုဖျက်ပစ်လိုက်ပါတယ်။အဲ့ဒီနောက်မီးချစ်တလုံးနဲ့ကြစ်ဆံမီးကိုမီးရှို့လိုက်တဲ့အခါမီးခိုးတွေထွက်လာပြီးအခန်းထဲကမီးဘေးအန်ဒီရဲ့တတိဘေးဆက်ကနေရေတွေပန်းထွက်လာပါတော့တယ်။အားလုံးရေဆိုးကုန်ကြသည့်အိယာဘော်ကစုံတွဲရလေစိတ်ပြက်လက်ပြက်ဖြစ်သွားပါတယ်။အပြင်ကအမျိုးသမီးလေးကတော့ရေချိုးခဲထဲကိုပြေးဝင်ဖို့ကြိုးစားပြီးမြင်တကားကပိတ်နေတာကြောင့်မိသက်ဆေးဘူးတဘူးကိုယူပြီးတကားကိုရိုက်ဖွင့်လိုက်ပါတယ်။သူဟာမိသက်ဆေးဘူးကိုကင်ပြီးပြန်ထွက်လာကအိယာဘော်ကအမျိုးသမီးကိုဆေးအမြုပ်ဒီနဲ့ပတ်လိုက်ပါတော့လေ။အဲ့ဒီဆေးအမြုပ်ဒီကကြစ်ဆံမီးကိုပါထိသွားတဲ့အခါထူးဆန်းတဲ့အပြောင်းလေးတွေဖြစ်လာပါတယ်။အပြင်ကအမျိုးသမီးလေးရဲ့ခြေထောက်ဒီကပြန်ပြီးချော်မောလာပါသွားသလိုသူ့ရဲ့ခန္ဓာကိုယ်ကလည်းပြန်ပြီးတွေ့လျားလာပါသွားတာပါ။ဒါကိုမြင်လိုက်ရတဲ့အမျိုးသားကအံ့ဩတုန်လှုပ်သွားပြီးပါးစပ်အဟောင်းသားချစ်သွားပါတယ်။ဆေးအမြုပ်ဒီပျောက်သွားတဲ့အခါမှာတော့အိယာဘော်ကအမျိုးသမီးဟာဝက်ချံတွေပြန်ထွက်လာပြီးခြေထောက်တွေကလည်းပြန်ပြီးရုပ်ဆိုးသွားတာကိုတွေ့လိုက်ရပါတယ်။အမျိုးသားကသူ့ကိုရွှင်ရှာလုံးလို့ထွက်ပြေးသွားပြီးအဲ့ဒီအမျိုးသမီးကတော့တယောက်တည်းကြံ့ရည်ခဲ့ပါတော့တယ်။